ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့နဲ့ကိစ္စနဲ့ပတ်သက်ပြီးလူပြောများနေလို့ကျွန်တော်အမြင်ပြောပါမယ်အခြားတော့မပေါ့ဘူးနတ်ဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ပြောထားပြီးသားပါမြည်သည့်အဖွဲ့အစည်းမဆိုမြည်သူမဆိုကိုပါဝင်ကူညီပေးဖို့ဆိုပြီးတော့သူကနိုင်ငံတကာကိုကူညီတောင်းထားပြီးသားဖြစ်တယ်အဲ့တော့ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့မြန်မာပြည်ကိုလာမယ်ဆိုရင်လာလို့ရပါတယ်အဲ့ဒါကိုမှထိုင်ဝမ်လာတာကိုတရုတ်ကမကြည်ပါဘူးမကြိုက်ပါဘူးလို့ကန့်ကွက်တဲ့ပုံစံလုပ်ရင်တရုတ်ကအလွန်သာဖြစ်တယ်တရုတ်ရဲ့အလွန်သာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ထိုင်ဝမ်ရဲ့ကူညီလေးယူရမှာဖြစ်တယ်ထိုင်ဝမ်ကလည်းသူ့ရဲ့ကူညီခြင်းနဲ့စိတ်နဲ့သူကူညီပါလိမ့်မယ်ဒါကိုကန့်ကွက်ရင်ကန့်ကွက်တဲ့သူသားလည်းအပြစ်ဖြစ်လိမ့်မယ်အဲ့တော့ဗိုလ်ချုပ်ကြီးမြောက်လည်းနာဆာကအစိုးရအဖွဲ့ကတော့ဒီကိစ္စကိုသိပြီးတော့ဘယ်လိုခေါ်မလဲကန့်ကွက်နေမယ့်အထက်မှာမပါဘူးနှောက်ယှက်တားဆီးနေတဲ့အထက်မှာပါမှာမဟုတ်ပါဘူးအဲ့တော့တေချာတာကတော့ထိုင်ဝမ်လာတာကိုကန့်ကွက်ခြင်းတဲ့နိုင်ငံကတရုတ်ဆိုရင်တော့တရုတ်ရဲ့အလွန်သာဖြစ်တယ်တရုတ်ဆိုကကန့်ကွက်တာကန့်ကွက်လို့ကျွန်တော်တို့နိုင်ငံကိုထိုင်ဝမ်အကူအညီလက်မခံပါဘူးမယူရပါဘူးဆိုတာမျိုးဖြစ်လာခဲ့ရင်တော့ဒါတရုတ်ရဲ့အလွန်ပါပဲအဲ့ဒါကျွန်တော်ဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့တရုတ်အနေနဲ့ကန့်ကွက်ရင်ကန့်ကွက်ကြည့်ပေါ့ဗျာဒါပုံမှန်လင်းပြောတာပါသူလည်းသူ့အကူအညီလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံအခြားနိုင်ငံတနိုင်ငံလာကူညီတာကိုကန့်ကွက်ချင်တာမျိုးအခြားဒေသတစ်ခုအခြားနေရာတစ်ခုကလာကန့်ကွက်တာကိုလာပြီးကူညီတာကိုကန့်ကွက်ချင်တာမျိုးလှုပ်လာရင်တော့အဲ့လှုပ်လာတဲ့နိုင်ငံကကျွန်တော်တို့မိတ်ဆွေကောင်းနိုင်ငံမဟုတ်ဘူးလို့ကျွန်တော်သတ်မှတ်ပါတယ်အဲ့တော့ဟိုထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ရင်တော့လူတွေနားလည်အောင်ရိုးရှင်းစွာပြောတာပါအဲ့တော့နာဆာကတော့မြည်သည့်နိုင်ငံမြည်သည့်အဖွဲ့အစည်းမဆိုမြည်သည့်ပုဂ္ဂိုလ်မဆိုလာရောက်ကူညီနိုင်ပါတယ်လို့ကြေညာထားပြီးသားဖြစ်ပါတယ်အဲ့တော့ဒီအတိုင်းပဲထိုင်ဝမ်လည်းလာလို့ရပါတယ်ကျွန်တော်ထင်တယ်ဒီနိုင်ငံဒီဘက်ကလူတွေနဲ့ဆက်သွယ်ပြီးတော့လမ်းကြောင်းတွေရှာနေတယ်လို့ယူဆပါတယ်မကြခင်လဲထိုင်ဝမ်ရဲ့အကူအညီတွေပုံစံတစ်မျိုးပဲနဲ့ဖြစ်ဖြစ်တဲ့ဖြစ်ဖြစ်ရောက်လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်